တရက်တီးပေါ်တဲ့ရာသီလေးမှာထိုင်းအစားအစာအချိုးပဲတစ်ခုဖြစ်တဲ့တရက်တီးကောက်ညင်အုံတို့ဇန်လေးလှုပ်ရှားပါမယ်။တရက်တီးရဲ့အချိုအရသာရဲ့အုံတို့အစိမ့်ရဲ့ကောက်ညင်ပေါင်းစေးစေးလေးရဲ့ဆိုတော့စားပြီးရင်စားခြင်းပဲအရသာမျိုးပါ။ပူနဲ့အတူတူလှုပ်ရှားကြည့်ရအောင်နော်။ပူကတော့ကောက်ညင်ဆန်ကိုစံချိန်ခွက်နဲ့နှစ်ခွက်ခွဲသုံးထားပါတယ်။ရေပြအောင်၄-၅ခေါက်လောက်ဆေးပြီးတညရေကျိုးစိမ်ပေးထားပါနော်မနေ့ရောက်ရင်တော့ရေစိမ်ထားတဲ့ကောင်းကျင်းဆန်တွေကိုစကားလေးနဲ့ရေစစ်ထားပေးပါပေါင်းဝဲဦးတဲ့ရေစူးမှသာကောင်းကျင်းဆန်တွေကိုစပြီးပေါင်းပေးပါပူကတော့ပိတ်အဖြူအပားစားလေးခင်းပြီးအပေါ်ကနေရေစစ်ထားတဲ့ကောင်းကျင်းဆန်တွေကိုထည့်ထည့်လိုက်ပါတယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီး45မိနစ်လောက်ပေါင်းပေးပါကောင်းညင်မောင်းအီအီလေးတွေရပြီဆိုမှအုံတို့စကြိုပါမယ်။အိုးတဲ့အုံတို့200 ml ထည့်ပေးပါ။တခြားထမင်းစားစွန်း2စွန်းနဲ့စားလက်ဖက်ရည်စွန်းတစ်ဝက်ထည့်ပြီးဝေပေးပါ။တခြားအချိုမကဲထားလို့အချိုကြိုက်တယ်ဆိုလို့ရှိရင်ပိုထည့်လို့ရပါတယ်။တခြားတွေအရေးပြောပြီးအုံတို့တွေစူလာရင်တော့ခုနကပေါင်းထားတဲ့ကောင်းညင်မောင်းလေးတွေထည့်ပြီးရောမွေပေးပါနော်။ပြီးရင်မီပိတ်ပေးပါ။ကောင်းညင်းပေါင်းတဲ့အုံတို့အရသာဝင်အောင်လို့15မိနစ်လောက်အဖုံးလေးအုပ်ပြီးထားပေးပါ15မိနစ်စောင့်နေချိန်မှာပဲအပေါ်မှာစမ်းစားဖို့အုံတို့အပြည့်ရေချိုးပါမယ်အုံတို့150 ml ထည့်ပေးပါပြောင်းကုန်မုံလက်ဖက်ရည်စွန်းတစ်စွန်းခွဲတခြားလက်ဖက်ရည်စွန်းတစ်စွန်းထည့်ပြီးအမှုန့်တွေကြည်အောင်လို့မှွေပေးပါပြီးမှမီးအနေတော်လေးနဲ့ပြစ်လာတဲ့အထိကြိုပေးပါနော်အခုလိုအနေထားဆိုရင်ရပါပြီပူကတရက်သီးကိုမချစ်စုအလုံးကြီးသုံးထားပါတယ်။အဆေးမလောင်လို့ရေဆေးအညာဖြတ်ပြီးရေစိမ်ထားပေးပါ။ပြီးရင်အခွန်ခွာပေးပါနော်။ကြိုက်နှစ်သက်ရဘယ်တရက်သီးမဆိုသုံးလို့ရပါတယ်။လိုတလိုလေးလှီးပေးပါနော်။ခုနကကောင်းညင်ပေါင်းနဲ့အုံတို့အရသာတွေဝင်အောင်နှက်ထားတာလေးလည်းရသွားပြီဆိုရင်တော့စားဖို့အတွက်ပြင်ဆင်ပါမယ်။တရက်တီးနေရမှာလေဒူးရင်းလေးကိုအစိဖဲအသားလေးတွေနှွင်ပြီးတော့စားလို့ရှိရင်လည်းအရန်စားကောင်းပါရဲ့အရသာကတော့အုံလို့နဲ့ဒူးရင်းတီးပေါင်းထားလို့ဒီစိတ်ဆောင်တတ်ပဲပူရဲ့တရက်တီးကောင်းကြီးအုံလို့ဆန်ရဲ့အရသာကလေချိုချိုမွမွအီအီလေးမို့ပူလိုမျိုးအုံလို့ရောတရက်တီးရောကြိုက်တယ်ဆိုရင်လှုပ်ရှားကြည့်ပါအောင်နော်ပူတေတိုးလေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်Eat, smile.